နွေရာသီရောက်လာပြီဆိုတော့ဒါပြင်ဦးလင်လိုမျိုးအေးချမ်းချမ်းရှိတဲ့မြို့မှာအနားယူခြင်းတယ်ဒါမှမဟုတ်ရင်လည်းအေးစစ်စစ် privacy ဆန်ဆန်ကိုယ့်ရဲ့ခြံဝင်းထဲမှာအဆောက်အဦသုံးလုံးအပါနဲ့တကယ်ကိုအနားယူအပန်းဖြေလို့လည်းကောင်းမယ်လူနေထိုင်လို့လည်းအဆင်ပြေမဲ့အိမ်လေးတစ်လုံးကျွန်တော်အခုမိတ်ဆက်ပေးမယ်အဲ့တော့ဒီနေရာကပြင်ဦးလင်မြို့ရဲ့အထင်ကရာဖြစ်တဲ့မဟာအန္တုကန္တာဘုရားကြီးအနီးမှာတည်ရှိမယ်ရက်ကွက်အနေနဲ့ကတော့ရက်ကွက်ကြီး7ရေငယ်မှာတည်ရှိတယ်ခရီးလမ်းရဲ့အနီးမှာဖြစ်ပြီးတော့လမ်းအနေနဲ့ကလည်း25ပေလမ်းအကျယ်ဝန်းဖြစ်တယ်အဲ့တော့ခြံဝင်းထဲကအဆောက်အဦအနေနဲ့က3လုံးပါရှိမယ်ခြံရဲ့အကျယ်ဝန်းကပေ80 60တကယ်ကိုမှအကျယ်ဝန်းနဲ့ခြံဝန်းပေါ်မှာတိဆောက်ထားတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်အဲ့တော့အိမ်မှာဒီခြံဝင်းထဲမှာအိမ်က3လုံးအနေနဲ့ပါရှိမယ်ဒီဘက်မှာတော့ဒါနှစ်ထပ်တိုက်ပေါ့နော်နှစ်ထပ်တိုက်ထဲမှာ master bedroom 2ခန်းပါမယ် living room dining kitchen area ပါရှိတဲ့အနေအထားမျိုးလေးဖြစ်မယ်အဲ့တော့ဝင်ချင်းမှာ veranda အနေနဲ့လည်းပါရှိမယ်အိမ်ခန်းကလည်းကျယ်ပြီးတော့လင်းလင်းရှင်းရှင်းရှိတဲ့အနေအထားမျိုးလေးလည်းဖြစ်တယ်မျက်နှာချက်စိန်လီမှာလည်းမီးဆိုင်လေးတွေနဲ့အလားဆင်ထားပေးတယ်အိမ်ဝင်းထဲမှာလည်းကျွန်းထိုင်ကုန်ကျွန်းစပွဲတွေနဲ့အလားဆင်ထားပေးပြီးတော့အိမ်ခန်းအနေနဲ့ကလည်းမှန်အကြီးတွေကိုတတ်ထားပေးတာဖြစ်လို့လင်းလင်းရှင်းရှင်းလေးနဲ့တကယ်ကိုအနားယူအပန်းဖြေလို့ကောင်းမဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်အိမ်မှာက fully furniture အနေနဲ့ဖြစ်ပြီးတော့အသင့်တက်နေလို့ရမယ်အိမ်လေးတစ်လုံးလည်းဖြစ်တယ်အောက်ထပ်မှာကတော့ living room ရှိမယ် master bedroom ရှိမယ် master bedroom ကလည်းကျယ်တယ်လင်းလင်းရှင်းရှင်းလေးရှိပြီးတော့ကျွန်းစပွဲကျွန်းထိုင်ကုန်ကျွန်းမှန်တင်ကုန်ကျွန်းဗီဒိုတွေကိုတုံးထားပေးတယ်ရေချိုးခန်းကလည်းကျယ်ပြီးတော့ဘူထိုင်နဲ့ရေချိုးမဲ့နေရာကိုလည်း privacy ဆန်ဆန်ခွဲထားပေးတယ်တကယ်ကိုမှဒီအခန်းထဲမှာလည်းကျွန်းပစ္စည်းတွေကိုပဲအကောင်းဆုံးတုံးထားပေးတယ်အဲ့တော့အနောက်ထဲမှာကတော့ dining kitchen area လေးရှိမယ် dining kitchen မှာလည်းအနံ့နေမဝင်အောင်လေဝင်လေထွက်လေကောင်းအောင် brain box အနေထားလေးလည်းဖြစ်မယ်ဒီဘက်မှာတော့ဒါ command toilet အနေနဲ့ဖြစ်ပြီးတော့ဘုံသုံးလုံးရမယ်ရေချိုးခန်းအိမ်သာအနေနဲ့လည်းပါရှိတဲ့အနေအထားမျိုးလေးဖြစ်မယ်အဲ့တော့အပေါ်ဓာတ်ကိုတက်မယ်ဆိုလို့ရှိရင်တော့ဘေးလီကားကနေတဆင့်တက်လို့ရမယ်အဲခန်းထဲမှာမဟုတ်ဘဲနဲ့သူ့ရဲ့ဘေးကနေပြီးတော့ privacy ဆန်ဆန်လေးတက်လို့ရမယ်အနေအထားမျိုးလေးဖြစ်မယ်အဲ့တော့ကိုယ့်ရဲ့ခြံဝင်းထဲမှာမိသားစုကလည်းများမယ်ရှုပ်ရှုပ်ရှက်ရှက်လည်းမကြိုက်ဘူးကိုယ့်အခန်းထဲကိုအေးအေးဆေးဆေးနေခြင်းနဲ့မိတ်ဆွေတွေအတွက်ကတော့ဒီနေရာလေးကအဆင်ပြေတယ်ပတ်ဝန်းကျင်မှာလည်းတကယ်ကိုမှလူနေအိမ်ကောင်းနေနဲ့ဖြစ်ပြီးတော့ပတ်ဝန်းကျင်ကောင်းတဲ့ရက်ကွက်တစ်ခုမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်တယ်အဲ့တော့အပေါ်ဓာတ်မှာကတော့ master bedroom အခန်းကျယ်ဖြစ်မယ်ဒီအခန်းထဲမှာလည်းအောက်ဓာတ်ကအခန်းလိုမျိုးပဲကျွန်းထိုင်ကုန်ကျွန်းဗီဒိုကျွန်းကတင်ကိုတုံးထားပေးတယ်လက်ရှိကာလပေါက်စေးရတကယ်ကိုမှတန်တဲ့ခြံဝင်းနဲ့ရောအိမ်နဲ့ရောဖြစ်တဲ့အနေအထားမျိုးလေးဖြစ်တယ်အခန်းထဲမှာလည်းအနားယူအပန်းဖြေလို့ရအောင် TV စင်တွေလည်း TV လည်းအကုန်ပါရှိပြီးသား Wi-Fi ဆက်လည်းပါရှိတာဖြစ်လို့တကယ်ကိုမှဘာမှလုပ်ရမလို့ပဲနဲ့အသင့်တက်နေလို့ရမယ်အရှိရဝရန်နာဆိုလဲကျယ်ပြီးတော့တကယ်ကိုမှပြင်ဦးလင်ရဲ့ vibe ကိုအပြည့်အဝခံစားလို့ရမယ်အိမ်လေးတစ်လုံးလည်းဖြစ်နေတဲ့အနေအထားမျိုးလေးဖြစ်တယ်အနီးနားမှာလည်းအခုမိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲတကယ်ကိုမှပတ်ဝန်းကျင်ကောင်းပြီးတော့လူနေအိမ်ချီတွေအပြည့်နဲ့တကယ်ကိုပတ်ဝန်းကျင်ကောင်းတဲ့အနေအထားမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်နေတယ်ဗျဒီခန်းထဲက master bedroom တွေကရေချိုးခန်း toilet အနေနဲ့ကလည်းတကယ်ကိုကျယ်ပြီးတော့ privacy ဆန်ဆန်အကန့်လေးတွေနဲ့အကုန်လုံးခွဲထားပေးတယ်မျက်နှာကျယ်စိန်လီပိုင်းမှာလည်းတကန်းချင်းစီကိုမီးဆိုင်တွေနဲ့အလှဆင်ထားပေးတယ်အဲ့တော့အိမ်ရဲ့ဒီဘက်ဘယ်ဘက်ချမ်းမှာနောက်ထပ်အဆောက်အဦငယ်လေးတစ်လုံးပါရှိတယ်အဲ့ဒီအဆောက်အဦကလည်း master bedroom အခန်းအနေအထားမျိုးလေးဖွဲ့စည်းထားပေးတယ်တကယ်ကိုမှ privacy ဆန်ဆန်နဲ့မိသားစုများတယ်ကိုယ့်အခန်းထဲကို privacy နေချင်တယ်ဆိုတဲ့မိတ်ဆွေတွေအတွက်ကတော့တကယ်ကိုအဆင်ပြေတဲ့အိမ်လေးတစ်လုံးအနေထားမျိုးလေးလည်းဖြစ်နေတယ်ဗျအဲ့တော့ဒီဘက်အခန်းထဲမှာလည်းကတင်ကနှစ်ထပ်ပါရှိမယ်ကလေးတွေထားခြင်းနဲ့တီးတန့်ခွဲပြီးထားခြင်းနဲ့ဆိုရင်လည်းတကယ်ကိုအဆင်ပြေတယ်လမ်းအနေနဲ့ကလည်းကျယ်ပြီးတော့ပတ်ဝန်းကျင်လည်းကောင်းတယ်ခရီးလမ်းရဲ့အနီးမှာတည်ရှိတဲ့အိမ်လေးတစ်လုံးလည်းဖြစ်နေတယ်အဲ့တော့ဒီခြံဝင်းထဲမှာအဆောက်အဦအနေနဲ့ဂိုဒေါင်တစ်လုံးပါမယ်တစ်ထပ်တိုက်အိမ်လေးတစ်လုံးပါမယ်နှစ်ထပ်တိုက်အိမ်လေးတစ်လုံးပါမယ်ပတ်ဝန်းကျင်လည်းကောင်းတယ်ခြံဝင်းလည်းကျယ်တယ်ခိုးဆိုလာတဲ့ဈေးနှုန်းကတော့3,500ညှိနှိုင်းနေဖြစ်ပါတယ်ဗျ